အားလုံးပဲမုံတိုင်းနှစ်ဖျားတော်ကိုတော့တိကြတယ်မလားဒါပေမဲ့တော်မှာညီမလေးတယောက်ရှိတယ်ဆိုတာရောတင်သိပါသလား ဒါကထောရဲ့ညီမမဟုတ်ပါဘူးတကယ်တော့အားလုံးကကြောက်ရတဲ့ပင်လယ်နှစ်ဖျောင်းမှာရန်အကြောင်းမှာရန်ဟာပင်လယ်အောက်ခြေမှာယရနာတွေကိုစူဆောင်းရလာအယံဝါဒနာပါသူပေါ့တနေ့မှာတော့သူမဟာကောင်းကင်ကကျလာတဲ့အလားဆုံးရွှေရောင်နားဆွဲတစ်ဖက်ကိုကောက်ရခဲ့တယ် အဲ့ဒီနာဆွဲကအလားပါနတ်ပြားမှာဖရီယာရဲ့အဖိုးတန်ရတနာပါရန်ကအဲ့ဒါကိုအယမ်းမြတ်နိုးလို့ဘသူကမှမပေးချင်ဘူးနာဆွဲကိုလူယူဖို့ကြိုးစားတဲ့တင်ပေါ်သားတွေကိုရန်ကသူမရဲ့မော်ပိုက်ကိုနဲ့ဖမ်းဆီးပြီးပင်လယ်အောက်ကိုဆွဲချလိရှိပါတယ်ဒါကြောင့်ရှင်းအောင်လူတွေကပင်လယ်ပြင်မှာလိုင်းကြီးတာကိုမြင်ရင်ရန်ကသူမရဲ့ရတနာတွေကိုလာခိုးသူရှိမရှိစစ်ဆေးနေတာလို့ယုံကြည်ကြပါတယ် တင်ရောပင်လယ်ကိုကြောက်သလားကွန်မန့်မှာ block ခဲ့ဦးနော် like and subscribe လုပ်ထားဖို့လည်းမမေ့နဲ့ဦးနော်